Assalamualaikum warahmatullahi wabarakatuh. မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားဆက်အာဏာရှင်ကိုဆန့်ကျင်နေတဲ့ပြည်သူအပေါင်းငြိမ်းချမ်းသာပါစေ။ကျမ်းမာချမ်းသာကြပါစေ။ပထမဆုံးအနေနဲ့တိုင်းပြည်ရဲ့ Federal Democracy အတွက်တကယ်ဒီမိုကရေစီဆိုတဲ့လမ်းစဉ်ကိုရှိတဲ့နေတဲ့လမ်းမှာကျဆုံးသွားတဲ့ရဲဘော်တွေမိသားစုဝင်တွေအားလုံးကိုအထူးမှတ်တမ်းတင်ဂုဏ်ယူပါတယ်ပြီးတော့မတရားတဲ့စစ်အာဏာရှင်စနစ်ကိုသူတို့ရဲ့အမိန့်တွေကိုဖီဆန်နေတဲ့ CDM မှာပါဝင်နေသောပုဂ္ဂိုလ်များကိုအထူးကျေးဇူးတင်ပါတယ်အထူးဂုဏ်ပြုပါတယ်ကျွန်တော်ကိုလူတော်တော်များများကကွန်မန့်တွေမှာလာပြောတယ် live အများအားပြောပြပါပေါ့ကျွန်တော်ကလည်းပဲကျွန်တော်ရဲ့စိတ်တဘာဝမှာဟိုကကြားတဲ့သတင်းဒီကကြားတဲ့သတင်းလေးတွေကိုစုပြီးတော့ဟုတ်နိုးနိုးတွေကိုပြောတတ်တဲ့အကျင့်မရှိဘူးတေချာတဲ့အရာတစ်ခုပေါ်မှာမူတည်ပြီးတော့ပဲဓာတ်ရိုက်ဖြစ်စေတွေ့ဝိုက်ပြီးဖြစ်စေစကားပြောတဲ့အလေးချင်းရှိတဲ့အတွက်ကျွန်တော်နေ့စဉ်ပြောဖို့ချက်လည်းမရှိဘူးတချို့ကျွန်တော်သိနေတဲ့သတင်းတွေအချက်လက်တွေရှိပါတယ်ဒါပေမဲ့တချို့ဟာတွေကပေါ်ပြောလို့မရတဲ့အတွက်ကျွန်တော်နေ့စဉ် live ပြောတာကိုမလုပ်ပေးနိုင်တာလည်းဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်ဒီနေ့ပြောမယ့်ခေါင်းစဉ်ကကျွန်တော်တို့နိုင်ကိုနိုင်နေပြီဒီမိုကရေစီကိုတွားနေတော့ဒီဆန္ဒပြနေတဲ့ပြည်သူလူထုဘက်ကလုံးဝနိုင်နေပြီဆိုတဲ့အကြောင်းအရာကိုပြောချင်တာပါဒီအတွက်လည်းပဲဒါဆိုရင်မမြင်ဘူးလားကွာဟိုနေ့ကလူတယောက်ဖမ်းသွားတယ်နော်ပြီးတော့ပြန်ပို့တော့အလောင်းပို့တယ်ဟိုပခုတ်ကူမှာလည်းပဲအမျိုးသမီးတယောက်ကလေး၃ယောက်အမေကိုဖမ်းသွားတယ်ပြန်ပို့တော့အလောင်းပို့တယ်ဒီလိုတွေအများကြီးဖြစ်နေတယ်တေးတာတွေအများကြီးဖြစ်နေပြီဒီကြားထဲမှာမင်းကနိုင်တယ်လို့ပြောနေရအောင်မင်းကမြောက်ပေးနေတာလားလို့မြင်ပါမယ်မြောက်ပေးနေတာမဟုတ်တော်လန်ရေးဆိုတာတော့တစုံတရာပေးဆက်ရတာရှိပါတယ်ကျွန်တော်တို့လည်းဒီပေါ်မှာစိတ်မကောင်းပါဒါပေမဲ့သူတို့အတွက်ဂုဏ်ယူပါတယ်လူဟာတင်းနေစိတ်တရားမှာပဲဘယ်မှာပဲနေနေအိမ်ထဲမှာနေလည်းပြတ်သက်ခံရတာပဲဆိုတော့ဒါကြောင့်ကျွန်တော်တို့နောက်ဆုတ်သွားလို့မရဘူးဆိုတာကိုပြောဖို့လိုအပ်တယ်ကျွန်တော်ဥပမာတစ်ခုပြောပါမယ်ကျွန်တော်တို့ကျူဘာပြည်မှာကျူဘာနိုင်ငံပေါ့နော်ကျူဘာပြည်တော်လာရေးမှာကျွန်တော်တို့ငယ်ငယ်တုန်းကဖတ်ခဲ့ရတာရှိတယ်ကျူဘာပြည်ကကျန်နေဆိုပြီးတော့ကက်စတိုကဘာဒက်စတာအစိုးရကိုတော်လှန်တယ်တော်လှန်တော့ဘာဒက်စတာအစိုးရဆိုတာအမေရိကန်ပြည်ထောင်စုကြီးကထောက်ပံ့ထားသောအစိုးရအမေရိကန်နဲ့ကျူဘာရဲ့ပထဝီဖြစ်တည်မှုကလည်းပဲတရုတ်နဲ့ဗမာလိုပထဝီဖြစ်တည်မှုရှိတယ်ကျူဘာရဲ့အိန္ဒိချင်းဘေးချင်းကပ်ကအမေရိကန်ဖြစ်တယ်အခုဗမာပြည်စစ်အုပ်စုကိုတရုတ်ကနောက်ခံ support လုပ်ထားတယ်လို့မျိုးဘာတက်စတာအစိုးရကိုအမေရိကန်ပြည်ထောင်စုကြီးက support လုပ်ထားတယ်အဲ့တော့သူ့ကိုတော်လာမယ်ဆိုပြီးတော့ထွက်လာတဲ့ကျူဘာပြည်ကွန်မြူနစ်ပေါ့နော်ကွန်မြူနစ်ပါတီကောင်းဆောင်သူကပါတီမှာမဲနိုင်တယ်ဒါပေမဲ့မတရားသဖြင့်အခု CRPH က NLD ပါတီကိုအလုတ်ခါရတယ်လုတ်ခါရတယ်ထောင်ကြတယ်ထွက်သွားတယ်ပြီးတော့စေးလေးကျင့်တယ်ပြန်ဝင်လာတယ်ပြန်ဝင်လာတဲ့သူတို့ရဲ့လေ့ကျင့်ထားတဲ့ရဲဘော်အယောက်200လောက်ရှိလာမှာကန်းကိုတက်တဲ့အချိန်မှာဘာတက်ဆာအစိုးရကဘုံကျဲတာကြံခင်းထဲမှာဘုံကျဲတော့ပက်ပက်ဆက်ဆက်သေးတယ်သူတို့ရဲဘော်တွေအကုန်သေးကုန်တယ်12ယောက်ပဲကျန်တယ်အဲ့12ယောက်ကျန်တဲ့အချိန်မှာဒဏ်ရာနဲ့သွေးအလင်းလေးနဲ့ဖြစ်နေတဲ့အချိန်မှာပဲကက်စထရိုကြီးကဘာပြောလဲဆိုတော့ဒီနေ့ငါတို့တော်လိုက်နိုင်ပြီကွာလို့ပြောလိုက်တယ်အဲ့တော့သူ့ဘေးမှာရှိတဲ့ဂျော်နီဆိုတဲ့လူကဒီကောင်ယူသွားပြီလားမသိလို့တွေးတော့တွေးသေးတယ်အတိတ်ပဲကတော့ကျွန်တော်တို့နားလည်တာကသူတို့ဒီပြည်ပဝင်လာရတယ်ပြည်ထဲကိုသူ့ရဲ့မြေကိုရှေ့ချသွားနိုင်ပြီရှေ့ချသွားနိုင်တဲ့အတွက်ရှေ့ချသွားနိုင်တဲ့အုပ်စုထဲမှာရန်သူတက်လို့မသိလိုက်တဲ့လူတွေရှိတယ်ဒါကြောင့်သူတို့နိုင်ပြီလို့ပြောတာပြီးတော့မှသူတို့က viewer ခွဲပြီးတော့ကျင့်သုံးတယ်အရက်သူအရက်သား
ကြီးလက်ဒေတာတွေကိုတယောက်စီသွားပြီးတော့စီးရုံနဲ့အဲ့ကြီးရွာကမကြခင်သူတို့ရဲ့လူတွေဖြစ်သွားတယ်အဲ့ဒီပြီးတော့မှဒေါ်လာကြီးပြန်လောက်ရတယ်အခုကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့အနေအထားကြီးကအဲ့လိုမဟုတ်ဘူးအယက်သူအယက်သားကိုသွားပြီးစီးရုံနေစရာမလိုအပ်တော့ဘူးအယက်သူအယက်သားကြီးကကိုယ့်လူတွေဖြစ်နေတယ်ဒီမိုကရေစီကိုလိုလားနေသောပုံကိုယ်တွေဖြစ်နေတယ်ရတဲ့နီးနဲ့ကူညီမယ်ဆိုတဲ့လူတွေဖြစ်နေတယ်ကျွန်တော်တို့မှာအဲ့ဒီမှာခြေကုတ်ကလည်းပဲမြန်မာနိုင်ငံထဲမှာရထားတယ်ပြည်သူလူထုကြီးကလည်းကိုယ့်လူဖြစ်နေတယ်ဆိုတော့ဒါကြီးမားတဲ့အောင်မြင်မှုကြီးတွေမှာနေလာတာသူတို့ကြိုက်တဲ့လောက်နှိပ်ကွက်နေတယ်လူနဲ့မတူဘူးသူတို့ကိုလူသားတွေလို့ပြောခွင့်မရှိဘူးဒီနေ့မြန်မာတနိုင်ငံလုံးကဘုံစကလုံးတစ်လုံးထွက်လာတယ်အဲ့ဒါကခွေးဆိုတဲ့စကလုံးပဲမြန်မာနိုင်ငံမှာခွေးလို့အခေါ်ခံရတဲ့အုပ်စုကြီးတစုမြန်မာတနိုင်ငံလောကလူတွေဝိုင်းခေါ်တာထွက်လာလူမဟုတ်တော့အဲ့ခွေးနဲ့နှားရမှာတော့တော်တော်လေးကိုခွေးတိတ်ခါကြပါကြောက်ရတယ်ခွေးရတော့တခင်သိသေးတယ်သူတို့ကအကုန်လောက်တာဆန္ဒမပြပဲအိမ်ထဲမှာနေလဲပဲကြောက်ပြီးတော့နေတဲ့တချို့တတိတွေရှိမယ်သူတို့ကားတွေကဘော်လူစားနဲ့အထိုးခံရတယ်အဲ့လိုဖြစ်သွားတာအဲ့တော့ဆန္ဒပြရမယ်ထုတ်ဖော်ရမယ်ဒီလိုဆန္ဒပြနေလို့ရှိရင်မကြမီမှာမြန်မာနိုင်ငံတွင်းမှာအဖွဲ့အစည်းတစ်ခုခုကကုလသမဂ္ဂသို့မဟုတ်အဖွဲ့အစည်းတစ်ခုခုကကိုစားပြုတဲ့ safe zone တွေပေါ်လာမယ်တကယ်လို့များလက်နဲ့ချပြီးတော့ကြောက်ပါပြီးလို့ပြောလိုက်ရင်တို့တအိမ်တက်စင်သွေးနဲ့တတ်မှာသွေးနဲ့စက်ကြီးတောင်းမှာတေးကြတယ်စက်ကြီးတောင်းလို့မပေးနိုင်ရင်သူတို့ပါရိုက်မယ်နားရိုက်မယ်ထုမယ်ထောက်မယ်တတ်မယ်ရာသက်ပံစစ်ကြုံဖြစ်သွားမယ်စပီတော်လာလို့ရှိရင်မကြာမီ safe တုံရသွားမယ်မကြာမီနော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့နိုင်နေပြီလို့ပြောရတဲ့အကြောင်းရင်းတွေအများကြီးရှိတယ်နောက်တစ်ခုကတချို့ကလည်းပဲဒီ CRPH နဲ့ပတ်သက်ပြီးပြောကြတယ်စင်မြိုင်အစိုးရဆိုတဲ့အသုံးမျိုးသုံးတယ်အရင်ကလည်းစင်မြိုင်အစိုးရတွေဖွဲ့ခဲ့ပြီးမနိုင်ခဲ့ဘူးပေါ့နော်တကယ်တော့ဒီနေ့အခင်းကျင်းက1988မှာဖြစ်တဲ့အခင်းကျင်းနဲ့မတူဘူး1990ရွေးကောက်ပွဲနောက်ပိုင်းမှာဖြစ်လာတဲ့စင်မြိုင်အစိုးရနဲ့လည်းမတူဘူး CRPH ဒီစင်မြိုင်အစိုးရမဟုတ်ဘူး CRPH ဒီ legitimate ရတော့ပေမအစိုးရဖြစ်တယ်ဗမာပြည်သူသားကစိတ်နှလုံးနဲ့မဲပေးလိုက်တော့ body ကြီးကဖြစ်တဲ့ legitimate ဖြစ်တော့ပေမအစိုးရဖြစ်တယ်ဆိုကိုအစိုးရလို့အတိမမဖြူထားတဲ့အတွက် CRPH ဒီစင်မြိုင်အစိုးရမဟုတ်ဘူးပေမအစိုးရဖြစ်တယ်ဩဇာအာဏာအားလုံးတွေသူ့ရှိမှတည်ရှိတယ်ဒါကိုကျွန်တော်တို့ပွင့်ပွင့်လင်းလင်းနားလည်ထားဖို့လိုတယ် CRPH ကလည်းဒီပေါ်မှာအလင်းများအလုပ်လုပ်နိုင်ဖို့လိုတယ်လုပ်နေတယ်လို့လည်းကျွန်တော်သတင်းရပါတယ်ဆိုတော့မကြခင်မှာဒါကြီးကပြီးသွားမှာလုံးဝမကြတော့ဘူးစင်မြိုင်အစိုးရမဟုတ်ဘူးစင်မြိုင်အစိုးရထူထောင်ခဲ့စီရမအောင်မြင်ခဲ့ဘူးဘာညာပြောမယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီတုန်းက1988မှာအာဏာသိမ်းလိုက်တယ်ရွေးကောက်ပွဲလုပ်ပြီးမယ်ဆိုတော့ကဘာကြီးကလက်ခံတယ်ပြီးတော့တခါ1990မှာရွေးကောက်ပွဲလုပ်တယ်အာဏာမလွဲဘူးကစားတယ်ဘာကြောင့်လဲဆိုတော့သူတို့ကအဲ့ချိန်မှာဒီဖက်တိုအစိုးရဖြစ်နေတယ်အခုကစစ်အုပ်စုကိုဘာအစိုးရအလုံးမှမတတ်မှတ်တာတပုံလို့တော့မတတ်မှတ်ဘူးတပုံဆွဲစကလုံးကိုအရာအာဏာဘူးကောင်းလို့ဒီလူတွေရဲ့ရက်စက်မှုရုပ်မာမှုနော်သူတို့ရဲ့ဘေးပေါ့သူတို့ရဲ့ဖြစ်တည်နေတဲ့ဟာတွေကအင်မတန်မှရန်ကားပြီးတော့အင်မတန်ဆက်ဆုပ်ယုံချပွဲကောင်းသောအခင်းချင်းကြီးဖြစ်နေတယ်သူတို့ကတပုံလည်းမဟုတ်ဘူးတောင်းချမ်းသူမှာတော့မှအင်မတန်ဆိုးရတဲ့တောင်းချမ်းသူတွေဖြစ်နေတယ်အဲ့ဒါကိုကဘာကြီးကအဲ့လိုကျွန်တော်တယောက်တည်းတတ်မှတ်တာမဟုတ်ဘူးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားလောက်ပဲတတ်မှတ်နေတာလည်းမဟုတ်ဘူးတကဘာလုံးကယုံချမုန်းတီးတဲ့အဖွဲ့အစည်းကြီးအဖြစ်တတ်မှတ်နေတာနောက်ဆုံး UN လုံခြုံရေးကောင်စီကနေအော်ဒါပေးထားတယ် UN လုံခြုံရေးကောင်စီကအော်ဒါပေးလိုက်နာဆောင်ရွက်ရမယ်ဆိုတဲ့တာဝန်ရှိတယ်အဲ့ဒီမှာဖမ်းဆီးထားတဲ့လူတွေကိုပြန်လွှတ်ပေးပါဆန္ဒပြမှုတွေမှာတပ်ဖြတ်တာတွေရပ်ပေးပါလို့အော်ဒါပေးထားတာကိုပါသူကမထီမဲ့ပြင်လုပ်တဲ့အတွက်ကုလသမဂ္ဂအတွင်းမှုချုပ်ကိုယ်တိုင်ကစကားတစ်လုံးပြောလိုက်ပါပြီဒီလို UN လုံခြုံရေးကောင်စီအပါအဝင်မြည်သည့်တိုက်ပြောဆိုတဲ့
ဆုံးဖြတ်ချက်တွေကိုမှမလိုက်နာတဲ့ဒီပုဂ္ဂိုလ်တွေကိုကဘာနိုင်ငံအားလုံးကအလင်းအမြန်အားချင်းလို့သုံးတယ်အလင်းအမြန်ဝင်ရောက်ဖြည့်ချင်းပေးဖို့ကျွန်တော်လှုပ်ဆော်ပါတယ်လို့ခွင့်ပြုလိုက်ပြီဒီလိုခွင့်ပြုချက်မျိုးကမရခဲ့ပါဘူးဒီလိုခွင့်ပြုချက်မျိုးကဘာမှရခဲ့တဲ့နိုင်ငံမရှိဘူးဒီလိုအုပ်စုကိုဝင်ရောက်ဆုံးမဖို့ခွင့်ပြုပေးပါလို့ပြောတဲ့ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်ကကဘာမှဘယ်နိုင်ငံမှမရခဲ့ဘူးစတန်ဟူစိန်ကိုလည်းပဲအဲ့လိုမဆုံးဖြတ်ခဲ့ဘူးအမေရိကန်ကဝင်ပြေးလိုက်တာလက်ပြားကိုလည်းအဲ့လိုမဆုံးဖြတ်ခဲ့ဘူးအခုလုံခြုံရေးကောင်စီကုလသမဂ္ဂအထွေထွေမှုချုပ်ကိုယ်တိုင်ကအလင်းအမြန်ဝင်ရောက်ဖြည့်ချင်းပေးပါလို့ဆော်ဩလိုက်တာဒါကြီးကတကားအကြီးပွင့်သွားတယ်အလုံးလုံးလုံးတဲ့လူတွေလှုပ်ရှင်တဲ့လူတွေအချိန်မရွေးလုတ်ပိုင်ခွင့်ဥပဒေပေါင်တဲကဖြစ်သွားတယ်ကျူးကျော်ဝင်ရောက်ခွင့်မဟုတ်တော့ဘူးဆိုတော့ဒါပြည်သူတွေဘက်ကအကြီးကြီးနိုင်နေတာနံပါတ်1ဒီကောင်တွေကအာဏာကိုလုလိုက်တယ်အဲ့ဒီအာဏာကိုလုတော်လည်းပဲသူတို့ရဲ့ကိုပြည်သူလူထုကဒီအာဏာမပေးဘူးကွာလို့တင်းခံနိုင်တဲ့အတွက်ဒီကောင်တွေမှာလက်ရှိအာဏာမဲ့နေတယ်ကဘာကသူတို့ကိုအစိုးရတော့အတိမမပြုတ်လက်နက်ကန်အုပ်စုတွေကတော့ကဘာပေါ်မှာရှိတာပေါ့အစိုးရမဟုတ်တော့လက်နက်ကန်အုပ်စုတွေအများကြီးရှိတယ်မြန်မာနိုင်ငံမှာလည်းအများကြီးရှိတာပဲအဲ့တော့အစိုးရမဟုတ်တဲ့အတွက်သူတို့မှာတရားဝင်လက်နက်ပိုင်ဝယ်ခွင့်တွေရပ်သွားတယ်လို့မျိုးနောက်ထပ်အခွင့်အရေးတွေအများကြီးဆုံးရှုံးသွားတယ်နံပါတ်1နံပါတ်2ကဒီကောင်တွေကရတဲ့သူတို့ရဲ့အဓိကရည်ရွယ်ချက်ဒီအာဏာကိုကင်မယ်ပြီးလို့ရှိရင်သူတို့ကခရိုနီတွေလုပ်ပြီးတော့စီးပွားရေးလုပ်မယ်သူတို့ရဲ့သားစိမြေးဆက်စားလို့မကောဆက်လက်တည်ဆောက်မယ်ဆိုတဲ့အိမ်မက်ပျက်စီးသွားတယ်သူတို့ရဲ့ရှိသမျှသောပိုင်ဆိုင်မှုတွေအားလုံးကိုဆန့်ကျင်လုပ်ခံရတယ်အပိတ်ခံရတယ်အသိမ်းခံရတယ်အရက်ခံရတယ်အဲ့တော့သူတို့လိုချင်တာကအာဏာဥစ္စာပစ္စည်းအဲ့ဒီနှစ်ခုစလုံးသူတို့မရဘူးအဲ့တော့သူတို့ကချုံမဲမဲပြီးတော့မူရစေဝါးတွေစတားတွေကိုတိုက်ပြီးတော့လူထုကိုလက်နဲ့မဲ့လူထုကိုအနိုင်ကျင့်တယ်ဒါပေမဲ့လူထုကအချုံမပေးပါဘူးလူထုကအချုံမပေးဘူးမင်းတို့တက်ချင်လောက်တက်ကွာငါတို့တက်မယ်ဆိုတော့လူထုရဲ့စိတ်ထဲမှာအောင်မြင်မယ်ဆိုတာကြီးကိုမြင်သွားပြီကြောက်တဲ့သူတွေနဲ့ဒလန်တွေကဘာဖြစ်တယ်ညာဖြစ်တယ်ပောက်ကရတွေရှောက်ပြောပေးမဲ့တကယ်အလုံးလုံးနေတဲ့လူတွေကဒါကြီးအောင်မြင်တယ်ဆိုတော့သူတို့မြင်သွားလို့ဆက်လုပ်နေတာငါတို့ဒီတစ်ခါအနစ်နာခါလဲနည်းနည်းပဲကွာချစ်ဆက်ပြီးလို့ရင်ငါတို့အောင်မြင်ပြီဆိုတော့သူတို့သိနေတဲ့အတွက်သူတို့ရဲ့အသက်တွေကိုပေးပြီးတော့အလုံးလုံးနေတာဒါကိုပြည်သူလူထုသိစေခြင်းတယ်တနာသလိုလိုငဲ့ညာသလိုနဲ့လိုက်တာသလိုမျိုးမလုပ်ပါနဲ့ဗျူဟာပြောခိုင်းလို့ရတယ်ခင်ဗျားတို့အစီအစဉ်သလိုဗျူဟာပြောပါအခုလည်းပဲလူငယ်တွေတော့မဟုတ်ဒီဆန္ဒပြတဲ့လူထုကြီးကဗျူဟာမျိုးစုံပြောင်းနေပြီမကြာမီရစ်ပိုင်းမှာကိုယ့်ဘက်ကအပေါ်လက်ဖြစ်သွားမယ်သူတို့အောက်ကိုရောက်သွားမယ်မကြာမီရစ်ပိုင်းမှာတပ်ပြေးတွေပေါ်လာမယ်စစ်ပြေးတွေပေါ်လာမယ်ကျွန်တော်တခုတော့သတိပေးလိုက်မယ်စစ်ပြေးတပ်ပြေးတွေအဲ့ဒီအချိန်မှာပြေးရင်တော့ခင်ဗျားတို့မယုံနဲ့ဗျာဖမ်းပြီးတော့တနေရာမှာကြိုးချီထားသူတို့မယုံနဲ့သူတို့ကလူကောင်းတွေမဟုတ်ဘူးသူတို့ကတစ်ဖက်ကဒေါ်လာရေးအုပ်စုတွေကိုလက်နဲ့အလင်းဝင်လာတယ်ဆိုရင်လည်းဖမ်းပြီးထောင်ထဲမှာထည့်ထားလိုက်သူတို့အလင်းဝင်တာကိုမယုံနဲ့ဒီကောင်တွေအင်မတန်မှရုပ်မှစိုးသွမ်းတဲ့အကောင်တွေဖြစ်ကြဖို့ကဘာကြီးကသိတယ်လို့ခမားတို့ကိုယ်တိုင်လည်းသိနေပြီနောက်တစ်ခုကဒီနေရာမှာR2P နဲ့ပတ်သက်ပြီးနည်းနည်းပြောချင်တယ်ကျွန်တော်ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး2009မှာR2P ဖြစ်ရမယ်လို့ပြောခဲ့တယ်R2P ကတကယ်လည်းဖြစ်တယ်ဒါပေမဲ့လူထုကမမြင်ဘူးဘာကြောင့်လဲဆိုတော့လူထုကမှိုင်းတိုက်တာများနေတယ် provincial measure ဆိုတာဖြစ်လာဒီရက်ဒီဒေသတွေကိုခင်ဗျားတို့ထိခိုက်ခွင့်မရှိဘူးဆို provincial measure ဖြစ်လာဒါ R2P ရဲ့အစဖြစ်တယ်လက်ရှိမြန်မာနိုင်ငံတနိုင်ငံလုံးကို R2P ကမကြခင်ရောက်မယ်မိမိကိုမိမိကာကွယ်ပိုင်ခွင့် right to protect R2P ဆိုတာနှမျိုးရှိတယ် responsible to protect ဒီလူအုပ်စုဒီတပ်ပြတ်ခံရသောလူအုပ်စုကိုကာကွယ်ပေးရမှာတာဝန်ဖြစ်တယ်ဆိုတဲ့ကုလသမဂ္ဂချမှတ်ထားတဲ့ responsible to protect R2P တဲ့ right to protect ကာကွယ်မိမိကိုမိမိကာကွယ်ပိုင်ခွင့်ရှိသောဥပဒေ
အဲ့တော့မိကိုမိဘာနဲ့ကမလဲဒီကောင်တွေကမူရစေဝါလဲတောက်တယ်တနတ်တွေနဲ့လဲပြစ်နေတယ်လူတို့မှဘာမှမရှိဘူးဘာနဲ့ကမလဲအဲ့တော့ right to protest ဖြစ်တာနဲ့သူတို့ထက်တာတဲ့လက်နက်တွေခင်ဗျားတို့ရလာတယ်ဒါလည်းရပိုက်မှာပဲမကြပါဘူးဖြစ်သွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့နိုင်နေတယ်ဆိုတာအလကားပြောတာမဟုတ်ဘူးနှောက်ပေးတာလည်းမဟုတ်ဘူးဒါအမှန်တရားကိုရှပြတာဖြစ်တယ်ကျွန်တော်မပြောဖွင့်ပြောပိုင်ခွင့်မရှိတော့တည်င်းတွေကျွန်တော်မှရှိတယ်အချက်လက်တွေကျွန်တော်မှရှိတယ်ဒါပေမဲ့ဖွင့်ပြောလို့မရဘူးဘာကြောင့်လဲဆိုတော့ရန်သူကလည်းပဲအများအားသတိထားရတယ်တချို့ရွာတွေမှာဆိုဒီကောင်တွေကဟိုရိုးရိုးတာမှာအရက်ဝက်အရက်စားနဲ့ပေါ့နော်ကျွန်တော်တို့မာဖီနဲ့လို့ပြောမှာပေါ့သူတို့ပစ္စတိုတယ်လည်းပါမယ်ကြီးစားနေပါမယ်အရက်ဝက်နဲ့သူတို့လူတွေမြုပ်ထားတာရှိကျွန်တော်တို့ကအားလုံးကိုဖွင့်ပြောလို့မရဘူးဖွင့်ပြောလိုက်ရန်သူမှလည်းဒလန်တွေရှိတယ်တရင်ယူနေတဲ့လူတွေရှိတယ်တစ်ဖက်ကိုတမ်းများထိုးဆက်စိမ်ဖို့ပြင်ဆင်ထားတာတွေရှိတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီဘက်ကဖြစ်တည်မှုအားလုံးကိုရိပ်မိအောင်ပြောလို့မရဘူးဒါမှမပြောပဲမပြောပဲအရာရာကိုဖုံးထားရင်လည်းလူတို့ကစိတ်အားငယ်သွားမှာဆိုလို့ကျွန်တော်လိုအပ်တဲ့လောက်ဖွင့်ပြောနိုင်တဲ့လောက်ရန်သူလိုက်လို့မမီတဲ့အရာတွေကိုဖုံးထားပြီးတော့ဖွင့်ပြောနိုင်တဲ့လောက်ဖွင့်ပြောခြင်းဖြစ်တယ်ကျွန်တော်တို့တော်လိုင်းရေးမှာနိုင်တယ်ကျွန်တော်ဥပမာလေးတစ်ခုပဲပြောပြမယ်ခုရက်ပိုင်းမှာ IIMM လို့ခေါ်တဲ့ IIMM ခင်ဗျားတို့အထောက်ထားတွေယူထားပါကျွန်တော်တို့အားလုံးပြင်ဆင်နေပါတယ်လို့ပြောတာအလကားစကားမဟုတ်ဘူး IIMMD ဗမာပြည်ထဲမှာ ATOS လို့ခေါ်တဲ့ပြည်တွင်းခုံရုပ်ဖွဲ့ဖို့ UN ကတာဝန်ပေးထားသောအဖွဲ့အစည်းဖြစ်တယ်ပြန်ပြောမယ်နော် IIMD မြန်မာနိုင်ငံထဲမှာခုံရုံးနေဖွင့်မှုအတွက် UN ကတာဝန်ပေးထားသောတရားဝင်မင်းတိတ်ပေးထားသောတရားဝင်ခန့်အပ်ထားသောတရားဝင်လာလာပေးထားသောအဖွဲ့အစည်းဖြစ်တယ်သူတို့သုံးစွဲပိုင်ခွင့်ငွေကြေးရန်တရားကိုလည်း proposal ပေးပြီးသားဖြစ်တယ်ဒါကြောင့်လည်းပတ်နေတယ်အဲ့တော့အဲ့ဒီ ATOS ခုံရုံးဖွဲ့မဲ့အဖွဲ့ကခင်ဗျားတို့အထောက်ထားယူထားပါလို့ပြောနေတာအလကားမဟုတ်ဘူးသူတို့ကခုံရုံးကပြည်တွင်းမှာဖွဲ့မှာနော်ထိုင်းနယ်စပ်မှာဖွဲ့မှာလည်းမဟုတ်ဘူးဘင်္ဂလားနယ်စပ်မှာဖွဲ့မှာလည်းမဟုတ်ဘူးပြည်တွင်းမှာဖွဲ့မှာအဲ့တော့ပြည်တွင်းကိုဝင်လာလို့မရဘူးဆိုရင်သူတို့ကခင်ဗျားတို့အထောက်ထားယူထားပါလို့ပြောစရာအကြောင်းမရှိဘူးအခုအချိန်မှာပြည်တွင်းကိုဝင်လာတော့မယ်ဆိုတဲ့နောက်ကွယ်ကလျှို့ဝှက်ချက်တစ်ခုရှိတယ်အဲ့တော့အဲ့ဒီမှာပြည်တွင်းကိုဝင်လာမှာကိုလက်မခံမဲနဲ့ပြဿနာရှာမှာကလက်ရှိစက်အုပ်စုဖြစ်တယ်သူတို့ကဒီ IIMM ဝင်တော့မယ်ဆိုတာကိုသိတဲ့အတွက်လည်းပဲမတရားအာဏာသိမ်းပြီးတော့ကျန်တာတွေကဗန်းပြနေတာလူလူမတရားအာဏာသိမ်းပြီးသူတို့အဖွဲ့ကိုကာကွယ်ဖို့အတွက်သူတို့ဒီဖန်တီးလိုက်တာဖြစ်တယ်အဲ့တော့ဒီ IIMM ဗမာပြည်တွေကိုဝင်သွားနိုင်အောင်လမ်းကြောင်းရှင်းတဲ့အခါမှာဘယ်ကောင်တွေကိုချင်းပြရမယ်ဘယ်ကောင်တွေကိုဖယ်ပြရမယ်ဘယ်အုပ်စုကိုတော့အမောက်ကြီးပြရမယ်ဆိုတော့သူတို့ကပလင်ရှိပြီးသားအဲ့လောက်ဖွင့်ပြောရင်တော့ကျွန်တော်တို့လူတွေသဘောပေါက်လိမ့်မယ်ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ကနိုင်နေတယ်တစ်ဖက်ကဟိုတရားဝင် CRPH ကပြောနေတဲ့ Federal Army တို့ပြီးတော့ Federal အစိုးရတို့လည်းမကြိုင်ပေါ်လာမှာပါသူတို့သတင်းတွေရကျွန်တော်ပြောတာနော်ကျွန်တော်ရဲ့အတွင်းသတင်းကိုခဏဖယ်တာသူတို့ဖွင့်ပြောတဲ့လောက်ကိုပဲကျွန်တော်ပြောတာမကြတော့ဘူးဖြစ်တည်လာမယ်အေပီလာတရက်နေ့ရှေ့နေ့ကြားမှာပွဲတွေအကြီးရှိမယ်အဲ့တော့အဲ့ဒီမတိုင်ခင်လည်းဖြစ်သွားနိုင်တယ်ဆိုတော့အောင်မြင်မှုကအကြီးရှိနေတယ်စက်အုပ်စုကလွင့်သွားမှာဖြစ်တယ်ရိုးတော့လွင့်မှာမဟုတ်ဘူးအနည်းဆုံးတော့ဝိုင်းရိုက်ပြီးတော့တတ်ခံရမှာခုံရုံးတော့ရောက်မှာမဟုတ်ဘူးဝိုင်းရိုက်ပြီးတတ်ခံရမလားတခုခုကထိတ်သွားလို့များသေမလားကျွန်တော်ပြောပါတယ်စိတ်သေမှာလို့ပြောထားပြီးသားပါသူတို့အတွက်တက်တန်းဒီတတ်မှတ်ပြီးသားရှိတယ်သူတို့ကိုစိတ်သေရမယ်နေ့ကိုလည်းတတ်မှတ်ပြီးသားရှိနေတယ်အဲ့တော့ဒါကိုသူတို့ကကြောက်ပြီးကြောက်ကံပြီးတော့အတင်းဝင်ရနေလူလူကြောက်သွားမလားပေါ့နော်လူလူရန်ကုန်မှာကြောက်သွားမယ်ဆိုရင်ငါတို့ရန်ကုန်ခဏထားခဲ့မယ်မန္တလေးမှာဖိမယ်ဒီလိုလုပ်တာဒါပေမဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားမှာဖြစ်တည်သွားတဲ့စိတ်ညီညွတ်သွားတဲ့စိတ်
ဒီမိုကရေစီရကိုရရမယ်ဒီကောင်တွေကိုအခဲမကြည့်တော့ဘူးစိတ်ဒီစိတ်ကိုသူတို့ဘယ်လိုမှမနိုင်တော့အဲ့ဒီလူတို့ရဲ့စိတ်သက်ကြောင့်ဒီကောင်တွေအာဏာလက်မဲ့ဖြစ်သွားတယ်ဒီနေ့ဒီကောင်တွေမှာအာဏာမရှိဘူးလူတို့ကအာဏာမပေးဘူးသူတို့အတရားဓမ္မဟိုကောက်ဆွဲတယ်ဒီကောက်ဆွဲတယ်ပောက်ကရ6လို့နေမဲ့လူတို့ကအဲ့ဒီကောင်တွေကိုအတိမမပြုတ်တာဘယ်အကောင်တွေမှန်းကိုမသိတာသူတို့လူတို့တွေကဟိုသူတို့ဒလန်တယောက်ကိုအစိုးရပွဲတဲ့ဝေကြီးခန့်လာတယ်ဘယ်လူတို့ကကိုမသိတာစိတ်ကိုဝင်စားတာကဘာပူဝေးရောမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအနိကလူတွေတော့မှသူတို့ကိုလူစည်းမသွေးကဘာကပူဝေးရောပြီးတော့ကဘာမှာမြန်မာနိုင်ငံအတွက်ဒီမိုကရေစီဖြစ်ကိုဖြစ်စေရမယ်လို့အာမခံချက်ပေးထားတဲ့နိုင်ငံကြီးတွေကသူတို့အတိမမပြုတ်အဲ့မှာပို့ဆိုးသွားတာဒီမိုကရေစီဖြစ်ကိုဖြစ်စေရမယ်လို့အာမခံချက်ပေးထားတဲ့နိုင်ငံကြီးတွေက legitimate ဖြစ်တဲ့လူအုပ်စုကိုပဲအတိမပြုတ်တယ် legitimate ဖြစ်တဲ့လူအုပ်စုကိုပဲအစိုးရအဖြစ်ပံ့ပိုးမယ်အဲ့ဒီအစိုးရကပဲလိုအပ်တယ်လို့စစ်ရေးသဘောတူညီစာချုပ်တွေနိုင်ငံတော်လုံခြုံရေးစာချုပ်တွေနော်နိုင်ငံစစ်ရေးပူးပေါင်းမှုစာချုပ်တွေလက်နက်ပစ္စည်းဝယ်ယူမှုစာချုပ်တွေအားလုံးကိုအဲ့ဒီအစိုးရကပဲလုပ်လို့ရမှာအဲ့တော့ဒီကောင်တွေကလောလောဆယ်မှာသူတို့တနက်ချီလို့ရဟန်းနေတိုင်းပေမဲ့သူတို့ရဲ့အချိန်ကာလတည် very short period very limit time အရန်တိုးသွားတဲ့ကာလတစ်ခုဖြစ်သွားပြီအရန်တိုးသွားတဲ့ကာလတစ်ခုဖြစ်သွားပြီဒါကိုတိုင်းမှုတွေကလည်းသိတယ်ဒီကောင်တွေကဘာလို့မလဲဆိုသူတို့ကဘာမှနောက်ဆုံးလို့မရဘူးအဲ့တော့သူတို့ကရတာခိုးမယ်ရွှေတကုံကရွှေလဲခွာမယ်ကိုတော့ကတခင်စိုးကြီးတို့ကတော့သဘောတရားအရပြောခဲ့တာဥနုကအဲ့ဒါကိုလှုပ်ဆော်ခဲ့တာနိုင်ငံရေးမှာစကနာထိုးခဲ့တာပေါ့နော်ဒီကောင်တွေကတကယ်ခွာတာသူတို့ရုရှားကိုဟိုတစ်ပတ်ကကျွန်တော်ပြောတယ်ရုရှားကိုသူတို့ကုန်ခဲ့တဲ့မတ်လ3ရက်နေ့မှာပေးစရာရှိတော့အကျွေးပေးဖို့ပိတ်စာမရှိဘူးဒါကြောင့်ဒီချွေတကုံကချွေကိုတကယ်ခွာတာရုရှားကိုပေးမှာရုရှားလည်းယူမယ်နောက်တစ်ဆက်ပြီးပေးဖို့မရှိတော့မပေးလို့မရအဲ့တော့ဒီကောင်တွေမှာဘာစီးမှမရှိဘူးတာလီဘန်တွေဟိုတုန်းကဗုဒ္ဓရုပ်ဘွားတော်ကိုဖြိုးတယ်အမြောက်နဲ့ပြစ်တယ်ဒါပေမဲ့အဲ့ဒီဗုဒ္ဓရုပ်ဘွားတော်ရဲ့အောက်ကဌာပနာတွေယူမသွားဘူးဒီကောင်တွေကအပေါ်ယံပြထားတာပြီးတော့အကုန်ယူသွားတာဌာပနာလည်းယူတယ်အကုန်ယူတယ်ဒါဒီငါတို့ရဲ့သမိုင်းအမွေနဲ့ image ဖြစ်တယ်ဆိုတော့အတိတရားတော့မရှိဘူးအဲ့တော့ဒီကောင်တွေလို့ဆိုးတဲ့အကောင်တွေကကဘာမှနေဖို့လည်းမသိတော့ဘူးကျွန်တော်တို့ပြည်သူလူထုက CDM လုပ်နေတာတွေအင်မတန်တာဝန်ကြီးတွေဂုဏ်ယူပါတယ်ပြီးတော့ရှိတက်နေတဲ့ဒီဆန္ဒပြပွဲကိုဒီဇိုင်းမရှိတက်နေတဲ့တိုင်းသူပြည်သားအားလုံးကိုလည်းပဲအင်မတန်မှကျေးဇူးတင်တယ်ဂုဏ်ယူတယ်ခင်ဗျားတို့ရဲ့အောင်မြင်မှုကခင်ဗျားတို့ရဲ့လက်ထဲမှာရှိတယ်ဒီလိုလက်ထဲရောက်နေပြီခင်ဗျားတို့ဖားဆောက်အောင်ပဲကြံတော့တယ်အဲ့ဖားဆောက်ရုံပဲကြံတော့တဲ့ကိုလက်ထဲကိုရောက်နေတော့အရာဖားဆောက်အောင်ပဲကြံတော့အရာကိုခင်ဗျားတို့နောက်မဆုတ်ပါနဲ့ဒီဇိုင်းမရှိကိုတက်ပါလို့ကျွန်တော်အထူးမေတ္တာရက်ခံပါတယ်တစ်ဖက်မှာလည်းပဲကျွန်တော်တို့အပါဝင်ပေါ့နော်တခြားသောလုံနိုင်တဲ့လူတွေအားလုံးကနေလားကလားစူးစမ်းနေတယ်အမြန်ဆုံးအကာအကွယ်ရဖို့တဲ့အမြန်ဆုံးဖြစ်တည်မှုတစ်ခုဖြစ်လာဖို့နေလားကလားစူးစမ်းနေပါတယ်အလားတူပဲတစ်ဖက်ကကျွန်တော် CRPH ရဲ့ statement တွေသူတို့ရဲ့ထုတ်ပြန်ချက်တွေကိုကြည့်တယ်သူတို့ CDA ဝန်ထမ်းတွေကိုတာဝန်ခံတာတွေရှိတယ်မင်းတို့မတ်လ3ရက်နေ့မှာနောက်ဆုံးထားပြီး CDA လောက်ပါလို့ပြောတယ်လို့မျိုးသူတို့ရဲ့ယာဒူးတွေသူတို့ရဲ့ခံစား권တွေကိုတာဝန်ယူတယ်ဆိုတဲ့ statement ထွက်လာတာဝန်ယူတယ်ဆိုတဲ့ statement ထွက်နိုင်တယ်ဆိုတာနောက်ကွယ်မှာအင်အားတစ်ခုရှိတယ်သူတို့ပြီးမြင်တိဆောက်ထားပြီဆိုတဲ့အတိတ်ပဲတက်ရောက်တယ်ဘိုးရင်တော့ဗစားလေဖန်တန်းစီပြီးပြောလို့မရဘူးတာဝန်ယူတယ်လို့ပြောတဲ့စကားလုံးမှာအတိတ်ပဲအများကြီးတက်ရောက်တယ်ဆိုတာကိုလည်းကျွန်တော်တို့တွေကပပဒနဲ့နားလည်ဖို့လိုတယ်ကျွန်တော်ဖုံးကွယ်ထားတဲ့အရာတွေရှိတယ်ကျွန်တော်တို့လူတွေမကြခင်ဒီကောင်တွေကိုပြင်းပြင်းထန်ထန်တုံ့ပြန်နိုင်မယ်ဆိုတဲ့သတင်းတော့ကျွန်တော်နောက်ဆုံးအနေနဲ့သတင်းစကားပါလိုက်ပါမယ်မကြရင်ဒီကောင်တွေခွေးတွေဝက်တွေတေးရမှာဖြစ်တယ်ရိုးသားမဟုတ်ဘူးခင်ဗျားတို့ကတော့သူတို့တနာဖို့တော့စိတ်မကူပါနဲ့ဥပဒေအရာဖြစ်ချင်းမို့တော့စိတ်ကူပါအဲ့ဒီဥပဒေကတော့တသက်တကြုံတို့ထောင်နာတို့ဒေတာတို့အလုတ်ကျန်းတို့ဖြစ်လာနိုင်တာပေါ့နော်
အင်မတန်မိုက်ရိုက်ထားတဲ့လူတွေကိုဥပဒေနဲ့ပြန်ပြီးဆုံးမဖို့ခင်ဗျားတို့ဟန်ပြင်ထားပါလို့ပြောရင်းနဲ့ညီကုန်းရှုပ်ပါတယ်အစ္စလာမ်အလိုင်ကွမ်ဝါရမတ်တူလာဝါဘရကာတူနမတပီလုံးဗျာငြိမ်းချမ်းသာပါစေအများဆုံးအောင်မြင်ပါစေဒီမိုကရေစီကိုအများဆုံးစိုက်မြတ်နိုင်ပါစေလို့ဆုတောင်းရင်းညီကုန်းရှုပ်ပါတယ်ခင်ဗျ